တေးလျကချက်သူကရန်ကုန်ကိုအရောက်ပြန်လာပြီးလက်ထပ်ခွင့်တောင်းခံရတဲ့အထိတံမိုးထားခံနေရတဲ့ရင်လန်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်အရှင်မင်းသမီးတယောက်ဖြစ်တဲ့ရင်လန်ကစိန်လက်စွပ်ကြီးနဲ့လက်ထပ်ခွင့်တောင်းခံခဲ့ရပြီးတဲ့နောက်မှာတော့လက်ထပ်တော်မှာဖြစ်ပါတယ်ရင်လန်ကတစ်ချိန်ကတော့တထမိုးရဲ့ခင်မောင်ဖြစ်တဲ့ဆိုင်လွမ်းနဲ့ချစ်ကြိုက်ခဲ့မှုပါတယ်နည်းနည်းကြော်တွဲခဲ့ပြီးမြဲလေရင်လန်ကထားခဲ့ခံလိုက်ရပြီးအသေးတွေလည်းကွဲခဲ့ရပါတယ်ရှင်လာကစကားတွေလည်းမရိုက်ဖြစ်တော့ပဲကျမကြီးကိုပဲခယူဆိုင်နေရတဲ့အချိန်မှာဖိုးစာရှင်နဲ့ဆုံသွားပါတယ်။အခုတော့ဆိုင်လွမ်းကလည်းလက်ထပ်သွားပြီးဖြစ်တယ်လို့ရှင်လည်းမကြခင်မှာလက်ထပ်တော့မှဖြစ်တဲ့အကြောင်းအားလုံးကိုအသိပေးလိုက်ပါတယ်။စိန်ပွင့်အကြီးကြီးပါဝင်တဲ့လက်စွပ်ကြီးကိုပြသလာခဲ့ပြီးလက်ထပ်တော့မှဖြစ်တဲ့အကြောင်းကိုပရိသတ်တွေကိုပြောပြလိုက်ပါတယ်။ရှင်လည်းနဲ့သူ့ရဲ့ချစ်သူကသူ့ကိုချစ်လုံးလို့ဩစတြေးလျကနေကြောင်းတက်နေရင်ချစ်ခွင့်လာပန်ခဲ့ပါတယ်။သူထက်အသက်2နှစ်ငယ်တဲ့ချစ်သူကဩစတြေးလျနိုင်ငံမှာကြောင်းတက်နေပြီးမိတ်ဆွေတယောက်ကမိတ်ဆက်ပေးရကနေခင်မင်သွားခဲ့ကြတာဖြစ်ပါတယ်။ရှင်လာကိုမျက်နှာချင်းဆိုင်ချစ်ခွင့်ပန်ဖို့ဆိုပြီးဩစတြေးလျကနေရန်ကုန်အထိပြန်လာခဲ့တာပါ။ကြောင်းပြီးချင်းပြန်လာခဲ့ပြီးရှင်လာကိုတွေ့ကြလို့ပွဲအခမ်းအနားကိုတော့မတက်ခဲ့ပါဘူး။အဲဒီကနေချစ်သူတွေဖြစ်သွားခဲ့ပြီးချစ်သူတက်တန်း6လရင်းနဲ့လက်ထပ်တော်မှာဖြစ်ပါတယ်။ရှင်လာကအချိန်ရေးမှာကံမကောင်းခဲ့လို့သူ့အတွက်သစ္စာရှိတဲ့ချစ်သူကိုလိုချင်နေပြီးလက်ရှိချစ်သူကတော့သစ္စာရှိရဲလို့ဆိုပါတယ်။6လရဲနဲ့သစ္စာရှိလားမရှိလားဆိုတာကိုမသိနိုင်လို့အပြောမစောဖို့လူတွေကပြောနေကြပါတယ်။သူချစ်သူကသစ္စာရှိရဲလို့ခံစားမိလို့လာပိုင်းအတွင်းမှာပဲလက်ထပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးခန်းခန်းနာနာကျင်းပတော်မှာဖြစ်ပါတယ်။သူတို့သားလောင်းကိုတော့ဖုံးကွယ်ထားပြီးမြဲငွေကြေးချမ်းသာပြီးပညာတတ်တဲ့အတိုင်းဝိုင်းကဖြစ်ပါတယ်။ရှင်လာကိုပန်းမွင့်အကြီးကြီးတွေနဲ့လက်ထပ်ခွင့်တောင်းတဲ့အပြင်လိုအပ်သမျှကိုလည်းအလိုလိုက်ပေးခဲ့ပါတယ်။ရီစာဟောင်းကထားခဲ့ပြီးမြဲရှင်လာကတော့ပိုးသားလုံးနဲ့လူတစ်ယောက်ကိုရွေးချယ်နိုင်ခဲ့ပါတယ်။ရှင်လာကအချိန်ရေးမှာအသေးကွဲရပြီးမြဲလေဖိုးစာရှင်ကတော့ဩစတြေးလျကနေချက်ချင်းပြန်လာပြီးလက်ထပ်ခွင့်တောင်းတဲ့အထိအခြေခံခဲ့ရပါတယ်။6လတွဲခဲ့တဲ့ချစ်သူကသစ္စာရှိတဲ့အပြင်စိတ်လုံခြုံမှုပေးနိုင်တာကြောင့်လက်ထပ်တော့မဲ့အရင်လက်အပေါ်မှာဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြခဲ့ကြပါအောင်ရှင်။